ငါးနှစ်ကြာကွာရှိမီနောက်တနေ့မှာသူတို့နှစ်ယောက်ဟာမတော်တဆတွေ့နေတဲ့အရာပေါ်မှာပြန်လဲအေးရတဲ့အခြေအနေတစ်ခုဖြစ်ပေါ်လာပါတယ်။မိမကချက်ချင်းအေးရအလဲမှာလိုင်းတစ်ကြောင်ဆွဲပြီးဒီဘက်မကြော်နဲ့လို့တတိပေးလိုက်ပါတယ်။ယောက်ျားကသူမကိုကလေးဆန်တယ်လို့ထင်ခဲ့ပေမဲ့မထိမခိုက်ဘူးလို့ကတိပေးလိုက်ပါတယ်။ဒါပေမဲ့မိမအိပ်ပျော်သွားပြီးနောက်ယောက်ျားကအေးကွန်းကိုတမင်လျှော့လိုက်ပါတယ်။အေးလုံးလာတော့မိမကမတိမတာသူ့ဘက်ကိုလှမ်းနီးကပ်လာပါတယ်။ယောက်ျားကချက်ချင်းလက်လန်းပြီးသူမကိုကိုက်ဖက်လိုက်ပါတယ်။မိမနိုးလာတော့ဘာကြောင့်ကင်ထားတာလဲလို့မေးလိုက်ပါတယ်။ယောက်ျားကလိုင်းကိုညွှန်ပြပြီးမိမဲအရင်ချော်လာတာလို့ပြန်ပြောလိုက်ပါတယ်။မိမကရှက်သွားပြီးအိမ်သားထဲကိုမြ мян ဝင်ပြေးသွားပါတယ်။သူမရဲ့နှလုံးခုန်ငယ်မြန်နေလဲဆိုတာသိလိုက်ပါတယ်။ငါးနှစ်ကြာပြီးတော့လေမိမိအရင်လင်ယောက်ျားအပေါ်စိတ်ခံစားချက်မဆုံးသေးဘူးဆိုတာသူမမထင်ခဲ့ပါဘူး။အတိတ်ကိုပြန်တတိယလိုက်မယ်ဆိုရင်သူမရဲ့မိသားစုလုံးဝပျက်စီးသွားချိန်မှာလင်ယောက်ျားကစီးပွားရေးစတင်လှုပ်ဆောင်နေချိန်ဖြစ်ပါတယ်။သူမဟာသူ့အတွက်ဝန်တုဝန်ပုံမထူးချင်လို့ကိုယ်တိုင်ကွာရှင်းဖို့တင်ပြခဲ့ပါတယ်။လင်ယောက်ျားမျက်နှာမလဲအောင်လုံးဝဆွလွတ်နိုင်စေရန်သူမကတင်ကစင်းရဲသားတယောက်ပဲလို့စော်ကားပြောဆိုပြီးမင်္ဂလာလက်စွပ်ကိုပစ်ချလိုက်ပါတယ်။လက်ကျန်ကလေးကိုပါပစ်ပေးပြီးနောက်တစ်ခါမရှာလဲလို့ပြောလိုက်ပါတယ်။ယောက်ျားကသူမရဲ့အပြူမှုကြောင့်စိတ်တရရပြီးတနေ့မင်းကိုနောင်တရစေမယ်လို့ကတိပြုခဲ့ပါတယ်။ယောက်ျားထွက်သွားပြီးနောက်မင်းကမိုးရေရောက်ထဲကိုပြေးပြီးပြစ်ချခဲ့တဲ့လက်စွပ်ကိုပြန်ကောက်ယူခဲ့ပါတယ်။ငါးနှစ်ကြာပြီးနောက်ယောက်ျားကနာမည်ကြီးပြီးအောင်မြင်သောစီးပွားရေးသမားတဦးဖြစ်လာခဲ့ပါတယ်။တစ်ဖက်မှာတော့မင်းကအလုံးမော်ထုတ်ပယ်ခံရပြီးကုမ္ပဏီအသစ်တစ်ခုမှအင်တာဗျူးလာရောက်ခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီကုမ္ပဏီရဲ့ CEO ကသူမရဲ့အရင်လင်ယောက်ျားဖြစ်နေမယ်လို့မထင်ထားခဲ့ပါဘူး။သူမဟာလုံးမရအောင်တမင်ဖြစ်စီးဖို့ဆုံးဖြတ်လိုက်ပါတယ်။ဘာမှမတတ်ဘူးလို့ပြောပြီးလစာကိုတစ်လ$50,000တောင်းလိုက်ပါတယ်။ထွက်ခိုင်ခံရမယ်လို့ထင်ခဲ့ပေမဲ့ယောက်ျားကလက်ခံလိုက်ပြီးကိုရဲရရှိအဖြစ်ခံအပ်လိုက်ပါတယ်။လစာမြင်မာမှုကြောင့်မိန်းမကအလုပ်ဝင်ခဲ့ပါတယ်။သူမဟာတာဝန်ကြီးပြန်စွာနေ့စဉ်အလုပ်လုပ်ခဲ့ပါတယ်။သူမမသိကြတာကယောက်ျားကအစင်မပြတ်သူမကိုရှို့ဝိတ်ဆောင်ကြည့်နေခဲ့တာမှာ။ဒီနေ့မှသူမနေ့လည်စာအဖြစ်ပေါင်မုံလေးတစ်စိတ်သာစားနေတာကိုမြင်လိုက်ပါတယ်။ချင်းချင်းပေးဝန်ထမ်းအလုံးအတွက်အခမဲ့ရတာကောင်းမွန်လို့နေ့လည်စာစီစဉ်ခိုင်းလိုက်ပါတယ်။သူမအလက်ရောက်တော့အထူး deluxe menu တစ်ပွဲပေးလိုက်ပါတယ်။လုတ်ဖို့ကိုင်ဖက်များဆွေးနွေးကြမယ်လို့ဆိုရင်ပြီးသူမကကျေးဇူးတင်ပြီးအမြန်ထွက်သွားခဲ့ပါတယ်။သူမအစားစားနေစဉ်မင်းကလေးငယ်လေးရောက်လာပါတယ်။သူမကသူမိကိုဘာလို့ကြောင်းမသွားဘူးလဲလို့မေးလိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲယောက်ျားကရောက်လာပြီးသူတို့ဘက်ကိုလမ်းလျှောက်လာပါတယ်။မိမကသမီးကိုနောက်ွယ်မှာဖုံးထားလိုက်ပါတယ်။ဒါပေမဲ့ယောက်ျားကကလေးကိုမြင်သွားပြီးသူနဲ့အလွန်စင်များတော့တာကိုသတိချမိပါတယ်။ငါကလေးကိုရှုပ်ပိတ်မွေးထားတာလားလို့မေးလိုက်ပါတယ်။ကလေးကိုဆွေးယူသွားမယ်ဆိုတဲ့ဆိုရင်ကြောင့်မိမကညှင်းဆူလိုက်ပါတယ်။ဒါပေမဲ့မမျော်လင့်မဲ့ကလေးငယ်ကယောက်ျားကိုကြည့်ပြီးဖေဖေလို့ခေါ်လိုက်ပါတယ်။ဒီဇလန်ကချစ်ချင်းမြတ်တာနောင်တနားလည်မှုနဲ့မဖြောက်လည်တဲ့တန်ရိုးစင်တွေကိုပြသချတဲ့အချစ်ဒရာမာတစ်ပုဒ်ဖြစ်ပါတယ်။